Android phone တွေကငလျင်ကိုကြိုပြီးခံမှန်းနိုင်တာလားဒီနေ့ပြောသားမယ့်အကြောင်းအရာလေးကတော့ Google ရဲ့ Earthquake Alert ဆိုတဲ့စနစ်လေးတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဇွန်လ24ရက်နေ့မှာ Venezuela နိုင်ငံမှာလှုပ်သွားခဲ့တဲ့ဒီ magnitude 7.2 နဲ့ 7.5 ငလျင်နှစ်ခုအပြီးမှာဒီ Android phone တွေကငလျင်ကိုကြိုပြီးသိနိုင်ပါတယ်ဆိုပြီးဒီနေ့စပြီးကြားခဲ့ရတယ်ပေါ့နော်။တကယ်တမ်းကတော့ဒီ Android phone တွေကငလျင်ကိုကြိုပြီးဒီတက်မလုံနိုင်ဘူး။ဒါဆိုရင်ဘာဖြစ်လို့ဒီ Venezuela နိုင်ငံမှာငလျင်လှုပ်တုန်းကဖုန်းတွေက3စက္ကန့်ကနေပြီး2မိနစ်လောက်အတွင်းမှာကြိုပြီးalert တွေတက်လာခဲ့တာလေ။ဘာကြောင့်လဲဆိုရင် Android phone တွေမှာ built-in ပါတယ် Google ရဲ့ Earthquake Alert System နဲ့ကြောင့်ပဲဖြစ်ပါတယ်။ဒီတော့ Google ရဲ့ Earthquake Alert System ကဘယ်လိုလုပ်လို့လဲ။ကျွန်တော်နေ့စဉ်သုံးနေတဲ့ဖုန်းတွေထဲမှာ sensor တွေအများကြီးပါပါတယ်။အဲ့ sensor တွေကမှကျွန်တော် accelerometer လို့ခေါ်တဲ့ sensor လေးကိုတော့ကျွန်တော်အရင်ဗီဒီယိုကြည့်ပြီးလို့ရင်းနှီးကြမယ်ထင်ပါတယ်။ဒီ sensor ကနေပြီးတော့ကျွန်တော်ဖုန်းရဲ့ orientation တွေပြီးလို့ရှိရင်ကျွန်တော် gain ဆော့တဲ့အချိန်မှာ gyro movement တွေကို detect လုပ်ပေးတဲ့ sensor ပဲဖြစ်ပါတယ်။ဒီ sensor ကနေပြီးတော့မှကျွန်တော်ငလျင်လှိုင်း2မျိုးကိုအာရုံခံပေးနိုင်ပါတယ်။ပထမတစ်မျိုးကတော့ကျွန်တော်တို့ S-wave လို့ခေါ်တဲ့ secondary wave ပါကျွန်တော်ငလျင်လှုပ်နေတဲ့အချိန်မှာတုန်ခါမှုကိုခံစားရတာဒီ S-wave ကြောင့်ပါနောက်တစ်ခုကတော့ငလျင်မလှုပ်ခင်မှာကျွန်တော်ကြိုပြီးခံစားရတဲ့ P-wave လို့ခေါ်တဲ့အရှိန်အမြန်နဲ့သွားတဲ့ wave တစ်မျိုးပါဒီ P-wave တွေကိုလူတွေကသိပြီးမခံစားရဘူးဆိုပေမဲ့ကျွန်တော်ဖုန်းတွေကိုဇော်ဘောတင်ထားတဲ့အခါမျိုး stationary ထားတဲ့အခါမျိုးတွေမှာဖုန်းတွေကဒီ P-wave ကိုကြိုပြီး detect လုပ်နိုင်ပါတယ်ဒီလိုမျိုးဖုန်းတစ်လုံးစားနှလုံးစားကနေပြီးဒီလို detect ဖြစ်တာက false alert ဖြစ်နိုင်တယ်ဆိုပေမဲ့တနေရာထဲမှာပဲဒီထောင်ပေါင်းများစွာသောဖုန်းတွေကတစ်ချိန်ထဲမှာ detect ဖြစ်တယ်ဆိုတော့ဒါငလျင်ဖြစ်နိုင်တယ်ဆိုပြီးတော့ Google server တွေကနေပြီးတော့ကျွန်တော် Android phone တွေစီကိုလှမ်းပြီးတော့ alert တွေလှမ်းပို့ပါတယ်Google ကနေပြီးတော့ဒီငလျင်စလှုပ်ပြီးဆိုပြီးတော့တည်တော့မှ alert တွေစပြီးတော့ပေးပို့ခဲ့ရဆိုရင်ဘာလို့တချို့တွေကငလျင်မလှုပ်ခင်မှာ alert တွေကြိုပြီးတော့ရခဲ့ကြတာလဲ။ဘာကြောင့်လဲဆိုရင်တော့ဒီ Google ရဲ့ detection method ရဲ့အမြန်နှုန်းကြောင့်လို့ပဲဆိုရမယ်ခင်ဗျ။ပြီးတော့ငလျင်စလှုပ်ပြီးတော့3စက္ကန့်အတွင်းမှာပဲငလျင်လှုပ်နေတာကို Google ကစပြီးတော့ detect ဖြစ်ခဲ့ပြီးတော့ဒီ9စက္ကန့်အတွင်းမှာပဲ alert တွေကိုစပြီးတော့ပို့ပေးခဲ့တယ်ပေါ့နော်။ဒီငလျင်ရဲ့ epicenter နဲ့နေတဲ့နေရာတွေမှာတော့ဒီ Google Alert နဲ့ငလျင်ကတစ်ချိန်တည်းမှာရောက်လာခဲ့တယ်ဆိုပေမဲ့ငလျင်ပဖိုနဲ့နည်းနည်းလေးဝေးတဲ့နေရာတွေမှာတော့ Google Alert ကကြိုပြီးတော့ကျွန်တော်စက္ကန့်ပိုင်းကနေမိနစ်ပိုင်းအတွင်းမှာကြိုပြီးတော့သတိပေးနိုင်ခဲ့တယ်ဒီနေရာမှာငလျင်ရဲ့ပြန့်တဲ့နှုန်းလည်းကျွန်တော်မနှေးဘူးပေါ့နော်တစ်စက္ကန့်ကို1800ကီလိုမီတာနှုန်းနဲ့ပြန့်တာဒါပေမဲ့လည်း internet ကနေပြီးတော့ဒီထက်ပိုမြန်တဲ့အတွက်တချို့နေရာတွေမှာကြိုပြီးတော့ alert ကိုရရှိခဲ့ကြတယ်အဲ့တော့နိုင်ငံတော်တော်များများမှာကတော့ကျွန်တော်ဒီ National Alert System လို့ခေါ်တဲ့ system တစ်ခုကိုသုံးကြရတယ်ပေါ့နော်သူကတော့ငလျင်ကိုကြိုပြီးတော့ detect ဖြစ်ပြီဆိုတာနဲ့ဖုန်းတွေကိုကျွန်တော်ဒီ cell tower တွေကတစ်ဆင့် full screen alert message တွေပို့ပေးတဲ့စနစ်ပါဒါပေမဲ့ Venezuela လိုမျိုးဒီလိုစနစ်မရှိတဲ့နိုင်ငံအတွက်ကတော့ဒီ Google ရဲ့ Earthquake Alert System ကအသက်ပေါင်းများစွာကိုကယ်ခဲ့တယ်လို့ပဲပြောရမယ်ခင်ဗျဒီလိုမျိုးစက္ကန့်အနေငယ်လေးကြိုပြီးတော့သိရတာကအချိန်သိပ်အများကြီးမဟုတ်ဘူးလို့ထင်ရပေမဲ့လုံးဝပြိုကျရမယ့်အစာအုပ်ရဲ့မြင်နေတဲ့လိုမျိုးမှရှိနေတဲ့လူတွေအတွက်ကတော့ဒါပြေးထွက်ဖို့အချိန်ရရှိခဲ့တဲ့အတွက်ကြောင့်ဒါအသက်ပေါင်းများစွာချမ်းသာရခဲ့တယ်လို့ပဲဆိုရမယ်ခင်ဗျဒီ Google ရဲ့ Earthquake Alert System က Venezuela နဲ့မြန်မာနိုင်ငံအပါအဝင် Earthquake Alert System မရှိတဲ့အရှေ့တောင်အာရှနိုင်ငံတော်တော်များများအတွက်တော့တော်တော်လေးကိုအသုံးဝင်လို့ပြောလို့ရတယ်ဒီတော့ပြည်သက်ကြီးလည်းဒီစနစ်ကိုလိုက်ပြီးတော့ဖွင့်ထားခြင်းနဲ့ဆိုရင်တော့တို့ setting တွေကိုတွားပြီးလို့ရှိရင် safety ဆိုပြီးတော့ရိုက်ရှာလိုက်တော့ safety and emergency ဆိုတဲ့ section လေးတွေကနေပြီးတော့ Earthquake Alert ဆိုတဲ့ဟာလေးကို on ပေးထားရင်ရပါပြီဒါပေမဲ့ဒီစနစ်ကိုသုံးဖို့အတွက်ကတော့ဒါပြည်သက်ကြီးရဲ့ဖုန်းက Google built-in ပါတဲ့ကျွန်တော်အရက်ခေါ် global phone ဖြစ်နေမှာရပါမယ်ကျွန်တော် China ROM ဖုန်းတွေနဲ့ iPhone တွေမှာတော့ဒီစနစ်ကိုရောင်းမှာမဟုတ်ပါဘူးအခုဆိုရင်တော့ဒီ Earthquake နဲ့ပတ်သက်ပြီးတော့အနေငယ်ပဲဖြစ်ဖြစ် awareness ပို့ပြီးတော့ရသွားလောက်ပြီလို့ထင်ပါတယ်မြန်မာနိုင်ငံလိုမျိုးဒီငလျင်တွေခဏခဏလှုပ်နေပြီးတော့ National Alert System လည်းမရှိတဲ့နိုင်ငံမျိုးအတွက်ကတော့ဒီလို setting လေးကိုဖွင့်ထားပေးဖို့လည်း recommend ပေးလိုက်ပါတယ်အားလုံးအတွက် KMD